ဒီဗီဒီယိုလေးကအားလုံးအတွက်အားပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့အားလုံးနဲ့အတူတူရှိနေပါတယ်တော့အခက်ခဲဆုံးအချိန်တွေကိုလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်ဖြတ်တန်းနေသေးလည်းဖြစ်တယ်ဒါပေမဲ့အားလုံးနဲ့အတူတူကျွန်တော်တို့တွေကစူးစမ်းရှင်သန်ရင်းနဲ့တန်မာရင်းနဲ့ကျွန်တော်တို့အကောင်းဆုံးအခက်ခဲအချိန်တွေကိုကြော်ဖြတ်မှာဖြစ်ပါတယ်မိသားစုတွေအကုန်လုံးလည်းပေါ့နော်ဟိုထပ်တူလို့ပြောလို့ရှိရင်လွန်ရကြပါမယ်ဒါပေမဲ့ဘို့အများကြီးစိတ်မကောင်းဖြစ်ရပါတယ်နေ့စဉ်နဲ့မြောက်နော်စိတ်မကောင်းဖြစ်ရအားလုံးရဲ့နာကျင်မှုတွေဆုံးရှုံးမှုတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဖြည့်သိမ့်ပေးဖို့စကားလုံးမရှိပေမဲ့ကျွန်တော်တို့အားလုံးလည်းထပ်တူဝမ်းနဲ့ကြေကွဲနေရပါတယ်ခင်ဗျာကိုရှင်တန်နေတဲ့လူတွေမှာလည်းတကယ်ညလို့ရှိရင်မရှင်တန်ကြလောက်အောင်လည်းဖြစ်တာပဲဒါပေမဲ့ပြည်သူတွေနဲ့အတူတူတတ်နိုင်တော့အကောင်းဆုံးရှင်တန်မယ်ပေါ့နော်ဟိုလည်းဆက်ပြီးတော့အတူတူတွားမယ်ဆိုတဲ့စိတ်နဲ့လုပ်ဖြစ်တာပါ online မှာတက်လာတဲ့ဟာကြီးကြည့်ပြီးတော့ဟိုတနေ့စိတ်ရမ်းမကောင်းဖြစ်တယ်ဒါပေမဲ့ဒီလိုဖြစ်တာမြင်တိုင်းငါတို့ဆက်ပြီးတော့ငါတို့ဝိုင်းကူမယ်ဝိုင်းလုပ်မယ်ဆိုပြီးတော့အဲ့အားလေးနဲ့ပို့လုပ်ပါတယ်ဘလောက်ပဲကြမ်းတမ်းတဲ့လောကဒဏ်ကြီးဖြစ်ပါစေကျွန်တော်တို့ရဲ့စိတ်ကသံမာကြောင်းဒီလောကဒဏ်ကြီးကိုပြန်လည်ပြီးတော့ပြသကြမှာလေနော်အလူငွေပို့ချင်တဲ့3,400ကျော်ရှိပါပြီဖွဲ့အများကြီးပေါင်းပြီးတော့လှူပါတယ်အဲ့တော့ဟိုပြည်သူနဲ့တူတူကိုရှိပေးပါမယ်အများကြီးအတင်ထားပြီးတော့လည်းပြောချင်ပါတယ်အများကြီးလည်းဟိုစိတ်မကောင်းပါဘူးဝမ်းနေပါတယ်ကျွန်တော်တို့အားလုံးတူတူရှေ့ဆက်ကြမယ်တန်မာကြမယ်အကောင်းဆုံးနေ့ရက်တွေကိုကျွန်တော်တို့မျှော်လင့်ရင်းနဲ့အတင်ထားကြပါမယ်အားလုံးလည်းစိတ်ထိခိုက်နေမယ်စိတ်ဆင်းရဲနေမယ်ဆိုတာလည်းသိပေမဲ့ကျွန်တော်တို့တွေရှေ့ဆက်မဲ့နေ့ရက်တွေမှာအကောင်းဆုံးကျွန်တော်တို့တွေတူတူရက်တည်ကြမယ်ပေါ့နော်အဲ့ဒါလေးတစ်ခုလည်းကျွန်တော်တို့ပြောချင်ပါတယ်ကိုတယောက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေနဲ့တူတူရှိနေပါတယ်လို့ပြောချင်ပါတယ်ခင်ဗျအားလုံးပဲကျမကြီးလည်း queue စိုက်ကြပါစိတ်နှလုံးအေးချမ်းအောင်လည်းကျွန်တော်တို့ view site ဖို့လိုအပ်ပါတယ်အခုလောလောဆယ်တော့ကျွန်တော်နဲ့အပြင်မှာမတွေ့ပေမဲ့ဒီဗီဒီယိုထဲကနေပြီးတော့အားလုံးကိုဝစ်ဖတ်ပြီးတော့ကျွန်တော်အားပေးနေပါတယ်အပြင်မှာတွေ့လို့ရှိရင်လည်းကျွန်တော်ကိုလာပြီးတော့ဝစ်ဖတ်ပြီးတော့အားပေးနေပါတယ်ခင်ဗျာအားလုံးနဲ့တူရှိနေပါမယ်